ဒီဗီဒီယိုမှာကြတော့နော်အတန်ထွက်တွေခက်ဆင်ဆင်ပေါ့နော်နားထောင်လိုက်တာနဲ့ဟိုရရောင်ဒီရောင်ခက်ဆင်ဆင်စကလုံးတွေလာစုထားပြီးတာပေါ့နော်နည်းနည်းတော့ရှေ့မှာပေါ့နော်ပထမဦးဆိုပေါ့နော်တက်ခဲနော်တက်ခဲကိုထန်ထောအာနောထန်မိတ်ထန်ပေါ့နော်ဒါကတက်ခဲနော်နောက်ကြတော့မိတယ်ဆိုရင်ထန်ထောအာနောထန်မိတယ်နော်မိတယ်ဆိုတာသွားလို့မိတယ်သွားလို့မမိဘူးအဲ့ဒါကိုပြောတာနော်အဲ့ဒါမိတယ်ထန်ပေါ့နော်နောက်တစ်ခုကျတော့မိသွေးလဲထန်တက်ခဲတဲ့စာလုံးပေါင်းလဲတူပဲအတန်လဲတူပဲနော်မိသွေးကိုထန်တက်ခဲကိုထန်မိတာကိုထန်ပေါ့နော်နှလုံးကြတော့ထမ်နော်ထောအမ်ထမ်ဒါလောက်တာပေါ့နော်အလုံးလုံးတဲ့ထမ်ငါအဲ့ဒါကိုပြောပေါ့နော်နောက်ကြတော့ထောအာငေါ်ထန်လမ်းကိုပြောတာပေါ့နော်ထန်နီးထန်နိုးအဲ့ဒါကိုပြောတာနော်ထောအာငေါ်ထန်လမ်းပေါ့နော်ถามဆိုတော့မိတာပေါ့နော်ထောအာမောถามမိတယ်ပေါ့နော်နောက်လုံးကြတော့နော်ซ่อมစောမောစောမေซ่อมနော်ပြင်တယ်နော်ซ่อมနောက်ခုကြတော့စောမောซ่อมမိုက်ထူซ่อมဒါကြတော့ဗာလဲခရင်နော်ဇွန်းနဲ့ခရင်ပြောတာနော်ซ่อมနော်အတန်ထွက်အတူပဲပေါင်းတဲ့စာလုံးပဲကွာတာပေါ့နော်နောက်ကြတော့နော်စောအော်နော်ဆွန်မိုက်ဆွန်နော်ဝက်ဖွက်တော့ပေါ့နော်ဆွန်ဖွက်ထားတယ်ဝက်ထားတယ်အဲ့လိုပြောရနော်ကဲနောက်တစ်လုံးကြည့်မယ်နောက်လုံးကြတော့ဆွန်တင်တယ်ပေါ့နော်စောနော်ဆွန်တင်တယ်နော်တင်ပေးတာပေါ့နော်ဆွန်နောက်တစ်ခုကြတော့ဆော့စောအော်ဘောဆော့ဖြည့်တယ်စာမွေးပဲဖြည့်တာပေါ့နော်ဆော့ပေါ့နော်ထော့ဆော့လို့ပါလို့ဆိုစမ်းတက်တယ်နော်ဒါကြတော့ soft တလုံးပဲဆိုရင်စာမေးပွဲတွေပါဖြည့်တာပေါ့နော်နောက်တစ်ခုကြတော့ saw order sort ဒီ sort ကြတော့ထိုးသွင်းတာတို့အစာတွေပါတိတ်တာတို့အစားအစာဆိုရင်တော့အစာတွေပါတိတ်တာပေါ့နော် sort ဆိုတာကတော့ထိုးသွင်းတာပေါ့နော် saw order sort ပေါ့နော်နောက်တစ်လုံးကြတော့မာခွေးဟောမောအာမာခွေနော်မာဆိုတာလာပေါ့နော်လာမာနော်မြို့ကြတော့မာမောအာမာမိုက်ထို့မာဒါတော့ထိုင်းစာကိုတင်တဲ့လူဆိုတော့သိတာပေါ့နော်ခွေးကိုမာလာတယ်ဆိုမာမြင်းကိုမာနောက်ခုကြတော့မနော်ကုန်းကိုဟောမောအာကောမနော်ကွန်းပေါ့နော်မောအာကောမများတယ်နော်မမီမနော်များပြရှိနော်နောက်ကြတော့ဟောမောအာကောမဒါကြနှတ်ထားပေါ့တခုခုကြက်တွေဘာတွေဝက်သားတွေဘာတွေဥမာတခုချက်မယ်ဆိုလို့ရင်နူးအောင်ဆိုတော့အရင်နှတ်ထားလိုက်ပေါ့နော်မကွဲကောင်းအဲ့လိုပေါ့နော်မနှတ်တယ်မကွန်းမများတယ်မနှတ်တယ်နောက်တစ်လုံးကြတော့နော်ရော်ရကောရီယခေါ်ရပေါ့နော်ရော်ရနော်ရီယန်တင်ယူရနော်တင်ယူလေးလာတယ်ရီယန်နော်ပိုင်ရီယန်หนังสือနော်ကျောင်းမှာစာတော့တင်တာပေါ့နော်ရီယန်လော်ရငေါ်လီယန်မိုက်ထူလီယန်ကျွေးမွေးတာပေါ့နော်မီငါလီယန်ဆိုလို့ရှိရင်ကျွေးမွေးဝဲရှိတာပေါ့နော်ရီယခေါ်တယ်ရီယန်တင်ယူတယ်လီယန်ကျွေးမွေးတာပေါ့နော်လီယန်မာဆိုရင်ခွေးတွေပါတယ်မွေးတာပေါ့နော်လီယန်ဆတ်ဆိုလို့ရှိရင်တရိတ်ဆန်မွေးတယ်နော်လီယန်အဲ့လိုပြောတာနော်နောက်လုံးကြတော့รื่องรอเอืองอเรื่องไม่เรื่องဆိုတာဗါလဲအကြောင်းအရာကိစ္စပေါ့နော်รื่องรอเอียงอเรียงစီတာပေါ့နော်เรียงไว้နော်စီထားနော်รอเอียงอเรียงစီတာပေါ့နော်รอเอียบอเรียบနော်ချက်တယ်ပေါ့နော်หน้าท้องแบนเรียบဆိုလို့ဟာဘိုက်ကပြားချက်နေတာပေါ့နော်နော်เรียบချက်တယ်ပေါ့နော်เรื่องအကြောင်းအရာကိစ္စเรียงစီတယ်ပေါ့နော်เรียบ
ရိယပ်ဒါကချက်တာပေါ့နော်နောက်တစ်လုံးကြတော့တာတောအာကောတာလမ်းတယ်နော်အဝတ်တွေဘာတွေလမ်းတယ်နော်တာဖာတာဒက်ပေါ့နော်တောအာကောတာဒါကြတော့ခတ်တယ်ပေါ့နော်ตักข้าวใส่จานเนาะทำเมคู่ခတ်ပြီးတော့ပကံထည့်တာပေါ့နော်ตักน้ำရေခတ်တာပေါ့နော်နောက်တစ်ခုကြတော့တောအဒေါ်ตักဒါကဖြတ်တာပေါ့နော်ဘာပဲဖြစ်ဖြစ်ตัดပေါ့နော်အဲ့လိုပြောရနော်နောက်တစ်လုံးကြတော့ဟာဆိုတာကရှာတယ်နော်ဟောအာဟာရှာတယ်ငေါငူပါလာတော့ဟောအာငေါဟန်အမီးဖြစ်သွားတာပေါ့နော်ဟန်အမီးဖြစ်သွားတယ်ဟောအာရောဟန်အဲ့ဒါကြပါလေအစာပေါ့နော်ပေါင်းလို့မြောက်စားအစာပေါ့နော်ဟောအာရောဟန်အစာနော်ဟာရှာတယ်ဟန်အမီးဟန်အစာနော်အဲ့လိုပြောတယ်နောက်တစ်ခုကြတော့ห่วงหอวังอห่วงไม่ห่วงဒါကပူတယ်ပေါ့နော်စိတ်ပူတယ်ပေါ့နော်เป็นห่วงฉันเป็นห่วงเธอนี่ကိုငါစိတ်ပူတယ်ဒီห่วงကိုတောင်းတယ်နော်နောက်ကြတော့ห่วงหอวังอห่วงဒါကအဖြစ်တယ်ပေါ့နော်ဝေးห่วงแฟนဆိုလို့ရှိရင်ဟာသူ့ရဲ့ယူဇာကိုအဖြစ်တဲ့တာပေါ့နော်ห่วงတခြားသူတွေနားကပ်လို့မရအောင်ห่วงไงတကယ်လို့ပစ္စည်းတွေပါအစ်စ်ရလို့ဆိုရင်ห่วงของใหม่ပစ္စည်းအစ်စ်ကိုတဲလို့ဖြစ်တာပေါ့နော်ဖြစ်တဲ့တာပေါ့နောက်ကြတော့ห่วงหอวัวงอห่วงไม่ห่วงห่วงဆိုတာအကွင်းနေပေါ့နော်ห่วงยางဆိုလို့ရှိရင်ရေကူးလို့ရှိရင်သုံးတဲ့အကွင်းပေါ့နော်နောက်တစ်ခုကြတော့ခံနော်ခေါ်နော်ခံဆိုတာဗာလဲရားတယ်နော်ခံผิวหนังနော်သားရည်ရတာပေါ့နော်ခံทั้งตัวဆိုလို့ရှိရင်တကူလုံးရတယ်ခံအဲ့ဒီခံရတာပေါ့နော်ခေါ်ခမ်ဆိုတာရေသဘောကျလို့ရည်တာကွာခမ်နော်ခမ်မလိုက်ဒီပါရည်ရလဲဘာသဘောကျတာပေါ့နော်ခမ်ရေသဘောကျတယ်ခေါ်ငေါခံအဲ့ဒီခံကြတော့ချုပ်တာပေါ့နော်ဥပမာอยู่ในห้องขังဆိုလို့ရှိရင်အချုပ်ခန်းထဲမှာရှိတာပေါ့နော်ဆိုတော့ခါခေါ်နော်ခံရားတယ်ခေါ်ခမ်ရေတယ်ခေါ်ငေါခံချုပ်တယ်ပေါ့နော်ခံဝိုက်ချုပ်ထားတယ်အဲ့လိုပြောရနော်ကဲနောက်တစ်လုံးကြတော့ယွန်းယောဥနော်ယွန်းဆိုတာဗာလဲမတ်တရက်တယ်ယွန်းယိုရက်နေတယ်ပေါ့နော်နောက်ကြတော့ယွမ်နာမနဲ့ပါဇက်ပဲ့မယ်နော်ယောမောယွမ်ဒါချီငါခေါ်ယွမ်တောင်းနိုင်ပဲဆန်နဲ့ချီနော်ယွမ်ဆိုတာကပြုံးတယ်ပေါ့နော်ယောမောယမ်ไม่ถูกနော်ยิ้มให้ใครဘသူ့ကိုပြုံးပြတာလဲနော်ยิ้มပြုံးတယ်ยืนမတ်တရက်တယ်ยืมချီငါတယ်ยิ้มပြုံးတယ်ဒါကြတော့နောက်ဆုံးမယ်နော်ခေါ်မောခေมငန်တယ်ခေมနော်ခေါ်မောခေมငန်တယ်ခေါ်မောခေมဆိုတာအပ်ပေါ့နော်ခေมချစ်ရစေးထိုးအပ်နော်နောက်တစ်ခုကြတော့ခင်ခေါ်ငေါခင်ဒါကျင်းပေါ့နော်ခေมငန်တယ်ခေมခင်ကျင်းနော်အဲ့လိုပြောလို့ရတဲ့ခါ